အကြီးရတယ်အကြီးရအတိုင်းဒီဗီဒီယိုလေးကိုကြံပြီးကြည့်နေရတယ်ဖြစ်ရှိရင်တော့ဒီအကောင့်ကျွန်တော်ကောက်ခဲ့ကျွန်တော်အရှူးရောသူများတွေကချင်းခဲ့ကျွန်တော်မယူပါဘူးဒီကကျွန်တော်ယူတယ်ကျွန်တော်ခံစားချက်ကျွန်တော်ကောက်ခဲ့